ဒီမှာကြည့်သူ့ရဲ့မှန်သားကိုပြမယ်သူကအဲ့လိုမျိုးလုံးဝ privacy ပေါ့နော်တော်တော်လေးကို quality ကောင်းတယ်တစ်ချက်ချိုးပြမယ်နော်ဆိုတော့အဲ့လိုအရန်ပါတယ်ပြီးတော့သူကလေဒီမှာ silicone တစ်ထပ်ပါအပေါ်ကနေအုပ်ထားတာပေါ့နော်မြင်ရနိုင်ရှေ့ရှယ်လေးတုံးတဲ့ဟာကလည်းဒါမိုးခိရပဲပေါ့နော်သူကကြတော့ privacy ဒါလေးကဘေးကနေကြည့်လို့ရှိရင်လုံးဝမမြင်ရဘူးပေါ့နော် BTS ပေါ်မှာဆိုရင်တော့အရင်အဆင်ပြေအဲ့လိုကိုဖုန်းသုံးနေတဲ့ဟာကိုဘေးကနေမမြင်ရဘူးလေဒါရှယ်လေးကဒီဟာလေးကိုအစ်စ်ထပ်ပြီးတော့ကပ်ပြမယ်ဒီလေးထဲမှာဘာကြီးထည့်ထားပေးလဲဆိုတော့လေဒါတော့မှန်မကွဲလေးပေါ့နော်ပြီးတော့ဒီမှာဆိုရင် package ပါမယ် installation လုပ်ဖို့ package လေးပေါ့နော်ဒါတော့သူရဲ့ cut လေးပါမယ်ဒီရမ်းလည်းနော်10 minute ထဲပဲဒီဟာကိုဒီမှာအုပ်လိုက်ပြီးတော့ဒီယောက်ကဟာလေးကိုဆဲချလိုက်ပြီးရင်ဒီမှာဒါလေးကိုလိုက်ပြီးတော့ဖိလိုက်ပေါ့နော်ပြီးရင်ပြီးတော့ပြန်လာလိုက်ပေါ့နော်ဒီမှာကားလေးပဲဒီမှာလေးခိုနေတဲ့နေရာလေးကိုနည်းနည်းလိုက်ဖိပြီးညသွားပြီပြီးသွားပြီဒီမှာကြည့်လုံးဝတစ်စက်မှလေးခိုရမကြမ်းခဲ့ဘူးနော်တော်တော်လေးကို quality ကောင်းတယ်ရှယ်ဒီတက်လိုက်တာတော့ဒါ HD clear ပေါ့နော်သူက privacy ရဲ့ clear ရတဲ့မျိုးထွက်တယ်လက်ရတော့ထင်မယ်ပေါ့နော်လက်ရလေးတော့ထင်တယ်ဒါပေမဲ့ quality အရင်ကောင်းတယ်အလုံးမှန်သားတော်တော်လေးကိုထူတာပေါ့နော်ဆိုတော့ like ကြည့်ကြည့်ပါဒီမှာ link လေးချထားပေးရနော်